ဗျာဒိတ်ကျမ်းအခန်းကြီး7အခန်းငယ်9ကနေဘရော7အထိကိုလေ့လာကြရအောင်ဒီကျမ်းချက်မှာသခင်ယေရှုခရစ်တော်ကတပည့်တော်ယောဟန်အားဖြင့်ကျွန်တော်တို့ကိုပြောပြထားတဲ့အနာဂတ်မှာဖြစ်ပျက်မဲ့အရာတွေဟာမယုံကြည်သူတွေအတွက်ကတော့ခါမယ်ယုံကြည်သူတွေအတွက်ကတော့ပြားလဖို့ထက်ချိုသောဖခင်သခင်ရဲ့တမန်တရားဖြစ်တယ်ဗျာဒိတ်ကျမ်းအခန်းကြီး7အခန်းငယ်9ကနေဘရော7အထိကိုအရင်ဖတ်ရအောင်ကောင်းကင်၌စစ်ဖြစ်၏မိခါလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏နဂါးနှင့်သူ၏တမန်တို့သည်စစ်တိုက်၍မနိုင်ကြကောင်းကင်၌လည်းသူတို့နေစရာမရှိထိုအခါဤလောကတနိုင်ငံလုံးကိုလှည့်ဖြား၍မာရဏစာရန်အမည်ရှိသောရှေးမွေဟောင်းတီးဟူသောနဂါးကြီးကို၎င်းသူနှင့်အတူသူ၏တမန်တို့ကို၎င်းမြေကြီးသို့ချလိုက်ကြ၏ကောင်းကင်ဘုံ၌ကြီးသောအတန်ကားယခုမှကယ်တင်ခြင်းဖြစ်၏တကိုးတော်လည်းဖြစ်၏ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်ဆက်လည်းဖြစ်၏အကြောင်းမူကားငါတို့ညီအကိုများကိုငါတို့ဘုရားသခင်ရှေ့၌နေညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီသူတို့သည်တိုးတငယ်ဤအသွေးအားဖြင့်၎င်းမိမိတို့တတ်သေးခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်းအောင်မြင်၍အသေးခံသည့်တိုင်အောင်ကိုအသက်ကိုမနှမျောကြထို့ကြောင့်ကောင်းကင်နှင့်ကောင်းကင်သားတို့ရှင်လန်းကြလော့မြေကြီးနှင့်ပင်လယ်သည်အမိန်္ဂလာရှိ၏အကြောင်းမူကားမာရဏတ်သည်မိမိကာလတခဏတာရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကွတင်တို့ရှိရာသို့ဆင်းလေပြီဟုဆိုကြသည်ကိုငါကြား၏အခန်းငယ်9ကနေပြန်ကြည့်ရအောင်ဗျာဒိတ်ကျမ်းအခန်း7အခန်းငယ်9မှာကောင်းကင်၌စစ်ဖြစ်၏မိခါလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏နဂါးနှင့်သူ၏တမန်တို့သည်စစ်တိုက်၍မနိုင်ကြကောင်းကင်၌လည်းသူတို့နေစရာမရှိဒီမှာကျွန်တော်တို့ကိုပြောပြထားတဲ့ကောင်းကင်မှာစစ်ပွဲဖြစ်တာကဘယ်အချိန်မှာဖြစ်တယ်လဲအတိတ်ကဖြစ်ခဲ့တာလားအနာဂတ်မှာဖြစ်ပြမယ့်အရာလားအဲ့ဒါကိုကျွန်တော်တို့ခွဲခြားပြီးတော့သိဖို့လိုတယ်ကောင်းကင်မှာစစ်မဖြစ်ခင်စာရမဏတ်ဟာကောင်းကင်ဘုံဘုရားသခင်ရှေ့တော်မှာဝင်လို့ရသေးတဲ့အကြောင်းယောဘဝတ္ထုအခန်းကြီး1ကိုကျွန်တော်ကြည့်မယ်ဆိုရင်တွေ့ရတယ်ယောဘဝတ္ထုအခန်း1အငယ်6ကနေ9မှာဖယားသခင်ဤသားတို့သည်ခြာရဖယားထံတော်၌ခစားခြင်းငှာလာရသောနေ့ရက်အချိန်ရောက်လျင်စာရန်သည်လည်းသူတို့နှင့်ရောနှော၍လာ၏ခြာရဖယားကလည်းသင်သည်အဘယ်အရက်ကလာတနည်းဟုစာရန်ကိုမေးတော်မူလျင်စာရန်ကမြေကြီးပေါ်မှလှဲ့လေ၍အရရက်သွားလာခြင်းအမှုထဲကလာပါသည်ဟုပြန်လျှောက်လေ၏အဲ့ဒါကိုကြည့်ခြင်းအဖြစ်ကောင်းကင်မှာစစ်မဖြစ်ခင်စာရမဏတ်ဟာကောင်းကင်နိုင်ငံတော်ဘုရားသခင်ရှေ့တော်မှာဝင်လို့ရသေးတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်ကောင်းကင်မှာစစ်ဖြစ်ပြီးတဲ့နောက်မှာတော့စာရမဏတ်နဲ့သူ့ရဲ့တမန်နဲ့ဆိုအားလုံးကိုကောင်းကင်နိုင်ငံတော်ကိုလုံးဝဝင်လို့မရတော့တဲ့အကြောင်းကောင်းကင်၌လဲသူတို့နေစရာမရှိလို့ဗျာဒိတ်ကျမ်းအခန်း7အငယ်9နောက်ဆုံးစာကြောင်းမှာကျွန်တော်တို့ကိုပြောပြထားတယ်အခုအချိန်မှာစာရမဏတ်ကကောင်းကင်နိုင်ငံတော်ကိုဝင်ထွက်လို့ရသေးလားရသေးတယ်ဆိုတာယောဘဝတ္ထုအခန်းကြီး1အငယ်6အခန်းကြီးတစ်ခုလုံးဖတ်ပြီးတော့ဗျာဒိတ်ကျမ်းအခန်း7အငယ်10မှာလဲကျွန်တော်တို့ဘယ်လိုပြောထားလဲငါတို့ညီအကိုများကိုငါတို့ဘုရားသခင်ရှေ့တော်၌နေညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီလို့ဖော်ပြထားတယ်အောက်သို့ချလေပြီလုံးဝဘုရားသခင်ရှေ့တော်ကိုဝင်လို့မရတော့တဲ့အချိန်ကဘယ်အချိန်ဖြစ်မလဲဘေးဒဏ်ကြီးကာလမှာဒါကြောင့်ဗျာဒိတ်ကျမ်းအခန်း7အငယ်9မှာကျွန်တော်တို့ကိုပြောပြထားတဲ့ကောင်းကင်မှာစစ်ပွဲဖြစ်တယ်ဆိုတာအတိတ်ကဖြစ်တဲ့ဟာကိုပြောနေတာမဟုတ်အနာဂတ်ဘေးဒဏ်ကြီးကာလမှာဖြစ်မဲ့အရာကိုကျွန်တော်တို့ကိုကြိုတင်ပြောပြနေတာဖြစ်တယ်အခန်းငယ်9ကိုကျွန်တော်တို့ဆက်ကြည့်ရအောင်ထိုအခါ
ဤလောကတနိုင်ငံလုံးကိုလှည့်ဖြား၍မာနစာရန်အမည်ရှိသောရှေးမွေဟောင်းတီးဟုသောနဂါးကြီးကို၎င်းသူနှင့်အတူသူဤတမန်တို့ကို၎င်းမြေကြီးသို့ချလိုက်ကြ၏ကဲဒီမှာစာရမဏတ်ကိုရည်ညွှန်းတဲ့စာရမဏတ်ရဲ့နာမည်ပရမပါလဲမာနစာရန်ပြီးရင်ရှေးမွေဟောင်းတဲ့ပြီးရင်နဂါးကြီးတဲ့ရှေးမွေဟောင်းဆိုတာကပ္ပဦးကျမ်းအခန်းကြီး3မှာဧဝကိုအပြစ်လုပ်ဖို့သွေးဆောင်တဲ့မွေတရံနဲ့လာတဲ့စာရန်ကိုဆိုလိုတာဒီနေ့အထိစာရမဏတ်ကဧဝကိုလှည့်ဖြားတဲ့ကဲ့သို့လူတွေကိုလှည့်ဖြားဖို့ရောဒီနေ့အထိမလုပ်ဘူးလားလုပ်တယ်ဒီနေ့မာယွင်းတဲ့ယုံကြည်ချက်တွေမာယွင်းတဲ့ဘာသာတရားတွေကလင်ကချစ်လုပ်နေတဲ့နိုင်ငံရေးတွေကျတို့လူမှုအတိုင်းဝိုင်းမှာသိုးသွမ်းတဲ့အမှုအရာအားလုံးစာရမဏတ်ရဲ့လွှမ်းမိုးမှုကြောင့်အဲ့ဒါတွေကျွန်တော်တို့မြင်နေရတာယုံကြည်သူတွေကိုတောင်မှဘယ်လိုတတိပေးထားတယ်လဲတစ်ပေအခိုင်အငယ်8မှာတမာတတိရှိကြလောတေတို့ရဲ့ရန်သူစာရမဏတ်ဟာဟောက်သောခြင်တိတ်ကဲ့သို့အဘယ်သူကိုမြို့ရမီကိုရှာဖွေလျက်ရှိတယ်ဒါကြောင့်တမာတတိရှိကြပါမယုံကြည်သူတွေအားဖြင့်သိုးသွမ်းတဲ့အမှုတွေကိုကပ္ပနေရအတီးတီးမှာဖြစ်ဖို့သူလှုပ်လျက်ရှိတယ်ယုံကြည်သူကျွန်တော်တို့ကိုလည်းပဲဖခင်သခင်အလိုတော်တွေကိုမနာခံနိုင်အောင်နေအမျိုးမျိုးနဲ့ကြိုးစားလျက်ရှိတယ်ဘေးရာရေးကာလကြရင်စာရမဏတ်နဲ့သူ့ရဲ့နောက်လိုက်ကောင်းကင်တမန်ဇိုးအားလုံးကိုကောင်းကင်နိုင်ငံတော်ကိုဝင်ရတဲ့အခွင့်လုံးဝကိုပိတ်ထားတော့မယ်မြေကြီးကိုနှင်ချမယ်ယုံကြည်သူတို့ကိုလည်းအပြစ်တင်ဆွဆွဲရတဲ့အခွင့်ဘုရားသခင်ရှေ့မှာသူရမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ဗျာဒိတ်ကျမ်းအခါစနစ်အငယ်30မှာယေရှုခရစ်တော်ကဒီကမ္ဘာမြေကြီးပေါ်မှာမိမိအုပ်ဆိုးတော်မူသောနိုင်ငံတော်ကိုတည်ထောင်တော်မူမှာဖြစ်တဲ့အတွက်ကောင်းကင်ဘုံမှာယေရှုခရစ်တော်ကိုချီးမွမ်းကြတယ်အခန်းငယ်30မှာကောင်းကင်ဘုံ၌ကြီးသောအတန်ကယခုမှကယ်တင်ခြင်းဖြစ်၏တကိုးတော်လည်းဖြစ်၏ငါတို့ဘုရားသခင်ဤနိုင်ငံတော်နှင့်သူဤခရစ်တော်ဤအာနာတော်ဆက်လက်ဖြစ်၏အကြောင်းမူကားငါတို့ညီအကိုများကိုငါတို့ဘုရားသခင်ရှေ့တော်၌နေညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီစာရမဏတ်ကိုအောက်သို့ချလေပြီလုံးဝဘုရားသခင်ရှေ့တော်ကိုဝင်လို့မရတော့တဲ့အချိန်ကဘယ်အချိန်ဖြစ်မလဲအနာဂတ်ဘေးဒဏ်ကြီးကာလမှာတချို့ကတော့လုကာအခန်း30အငယ်18မှာဒီမှာကောင်းကင်ကနေလုံးလုံးသူနှင်ချခြင်းခံရပြီးကောင်းကင်နိုင်ငံကိုသူသွားလို့မရတော့ဘူးလို့ထင်နေကြတာဒါပေမဲ့ဒီလုကာအခန်း30အငယ်18မှာသခင်ယေရှုပြောထားတဲ့အရာကအတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာလုကာကိုခဏလောက်ဖတ်ကြည့်မယ်နော်လုကာအခန်း30အငယ်18မှာယေရှုကလည်းစာရန်သည်လက်စစ်ကပ်သို့ကောင်းကင်မှကြသည်ကိုငါမြင်ပြီးဆိုတာအတိတ်ကိုပြောနေတာကောင်းကင်ကနေနှင်ချခြင်းကိုခံရတာကိုငါမြင်ပြီးအဲ့ဒါကြောင့်အေဒင်ဥယျာဉ်ကိုလာပြီးတော့မွေတရာနဲ့ဧဝကိုလာပြီးတော့အပြစ်မသွေးဆောင်ဘူးလားသွေးဆောင်တယ်အဲ့ဒီအချိန်မှာကလေးစာရမဏတ်ကနှင်ချခြင်းခံရပြီဒါပေမဲ့ကောင်းကင်နိုင်ငံကိုဘုရားသခင်ရှေ့မှာတွားလို့ရသေးတယ်အခုအချိန်ထိသူဝင်လို့ရသေးတယ်ယုံကြည်သူတင်တဲ့ကျွန်တော်ကိုလည်းနေတိုင်းလိုဘုရားသခင်ရှေ့မှာကျွန်တော်တို့ကိုတွားပြီးတော့အပြစ်တင်နေတယ်ကျွန်တော်တို့အပြစ်တွေလုပ်မိတဲ့အခါကျရင်စာရမဏတ်ကအခုဘာလုပ်နေလဲသိလားအဲ့ဒီနေ့ကဟိုကောင်မလေးဟိုကောင်လေးအပြစ်လုပ်နေတယ်အဲ့ဒါကိုကောင်းကင်နိုင်ငံဝင်ခွင့်ပေးမှာလားဆိုပြီးတော့ဒီနေ့အထိစာရမဏတ်ကယုံကြည်သူကျွန်တော်တို့ကိုဘုရားသခင်ရှေ့တော်မှာအပြစ်တင်ဆွဆွဲလျက်ရှိတယ်အော်သွားသလားကောင်းကင်နိုင်ငံတော်ကိုဝင်ခွင့်သူ့ကိုလုံးဝမပေးတော့မဲ့အချိန်ကအနာဂတ်ဘေးဒဏ်ကြီးကာလမှာဒီနေ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံပြီးဒုတိယမွေးခြင်းကိုခံပြီးတော့ယုံကြည်သူကျွန်တော်တို့ကိုလည်းစာရမဏတ်ကဖယားသခင်ရှေ့တော်မှာနေညမပြတ်အပြစ်တင်ဆွဆွဲလျက်ရှိတယ်။သင်အပြစ်လုပ်မိတဲ့အခါတိုင်းမှာစာရမဏတ်ကအခုဘာလုပ်နေလဲဖယားသခင်ရှေ့တော်မှာဟေးဟိုကောင်ဒါရအပြစ်လုပ်နေတယ်ငရေမကြခိုင်းတော့ဘူးလားဆိုတော့ဖယားသခင်ရှေ့တော်မှာအပြစ်တင်ဆွဆွဲလျက်ရှိတယ်
တခါတလေလဲကျွန်တော်တို့အပြစ်လုပ်မိတဲ့အခါမှာစစ်မှန်သောယုံကြည်သူပြောနေတာနော်စစ်မှန်သောယုံကြည်သူတွေကအပြစ်လုပ်နိုင်လားလုပ်နိုင်တယ်လုပ်လဲလုပ်မိတတ်ကြတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဘာဖြစ်လဲငါကောင်းကင်နိုင်ငံဝင်ရောဝင်ရမလားမသိဘူးဖခင်တကယ်ငါ့ကိုမချစ်တော့ဘူးထင်တယ်အမျိုးမျိုးမစင်စားဘူးလားအဲ့ဒီအတွေးကဘာမှာလဲဆာရမဏကလာပြီးတော့မမွေနှောက်ဘူးလားမွေနှောက်တဲ့အပြင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအဲ့ဒါလို့ကိုအပြစ်တင်မိပြီးတော့ရှေ့တိုးမရနောက်ဆုတ်လို့လည်းမဖြစ်ဖခင်သခင်ကိုအားနာဟုတ်လားမဟုတ်လားနောင်တနဲ့ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံပြီးဆိုရင်အဲ့ဒါလို့စဉ်းစားရကိုရပ်တန်းကရပ်ဘာဖြစ်လို့လဲလက်ဝါးကတိုင်မှာယေရှုခရစ်တော်ကအမှုပြီးပြီလို့ကြေညာပြီးပြီအာမင်ယေရှုခရစ်တော်၌သင်ရဲ့အခြေအနေမှန်ကိုပြန်ပြီးတော့ကြည်ပါဒီကြမ်းချက်နှစ်ချက်ကိုအမြဲတမ်းမှတ်ထားတိရောအခိုင်နှစ်အငယ်တစ်ကနေနှစ်ကိုခဏလောက်ကြည့်အောင်ချစ်သားတို့တင်တို့သည်ဒုစရိုက်ကိုမပြုတ်စေခြင်းငှာဤအမှုများကိုတင်တို့အားငါရေး၍ပေးလိုက်၏တစုံတစ်ယောက်သောသူသည်ဒုစရိုက်ကိုပြုမိလျင်ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တီဟူသောငါတို့အမှုဆောင်သခင်သည်ခမဲတော်ထံ၌ရှိတော်မူ၏အာမင်အခန်းငယ်နှစ်ထိုသခင်သည်ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏ယုံကြည်သူကျွန်တော်တို့အပြစ်လုပ်မိရင်ယေရှုခရစ်တော်၌သင်ရဲ့အခြေအနေကိုပြန်ကြည့်ပါယေရှုခရစ်တော်ကကျွန်တော်တို့အတွက်ဒီနေ့ဘာလုပ်ပေးတယ်လဲခမဲတော်ဘုရားသခင်ရဲ့ရှေ့တော်မောက်မှာယုံကြည်သူသင်နဲ့ကျွန်တော်အတွက်အယူခံဝင်ပေးလျက်ရှိတယ်အာမင်တစုံတစ်ယောက်သောသူသည်ဒုစရိုက်ကိုပြုမိလျင်အဲ့ဒါယုံကြည်သူကိုပြောတာယုံကြည်သူသင်ကအပြစ်လုပ်မိရင်ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တီဟူသောငါတို့အမှုဆောင်သခင်သည်ခမဲတော်ထံ၌ရှိတော်မူ၏ဘာလို့ပေးနေလဲစာရမဏကဖယားသခင်ရှေ့တော်မှာသင်ကိုအပြစ်တင်ဆွဲတိုင်းခမဲတော်ဖယားသခင်ရဲ့အနာမှာယုံကြည်သူတို့အတွက်အမှုဆောင်ပေးနေသောယေရှုခရစ်တော်ကအဲ့ဒီလူကတော့သားတော်ရဲ့အသွေးတော်အဖြစ်သူ့ရဲ့အပြစ်အားလုံးကိုဆေးကြောခဲ့ပြီးသူ့အတွက်လက်ဝါးကရဲမှာသားတော်အသိခံပြီးသူ့ရဲ့အပြစ်အားလုံးကိုခွင့်လွှတ်ခဲ့ပြီးလို့သားတော်ယေရှုခရစ်တော်ကခမဲတော်ရှေ့မှာကျွန်တော်တို့အတွက်အမှုဆောင်ရွက်ပေးလျက်ရှိတယ်ကျွန်တော်တို့ဘက်မှာရှေ့နေတရားသူကြီးလုပ်ပေးလျက်ရှိတယ်ယောမအခန်း8အခန်းငယ်33ကနေ34အထိကိုဖတ်ရအောင်ဖယားသခင်ရွေးကောက်တော်မူသောသူတို့ကိုအဘယ်သူသည်အပြစ်တင်မည်နည်းဖြောင့်မတ်ရာ၌တည်စီတော်မူသောသူကဖယားသခင်ပေတည်းအာမင်အခန်းငယ်34အပြစ်စီရင်သောသူကအဘယ်သူနည်းအသေးခံ၍ခံသည်တာမကတေခြင်းမှထမြောက်၍ဖယားသခင်၏လက်ရတော်ဘက်၌နေလျက်ငါတို့အဖို့ဆုတောင်းသောသူကခရစ်တော်ပေတည်းအာမင်ယုံကြည်သူသင်အပြစ်လုပ်မိတဲ့အခါတိုင်းမှာစာရမဏကဖယားသခင်ရှေ့တော်မှာသင်ကိုအပြစ်တင်ဆွဲလျက်ရှိပေမဲ့စာရမဏရဲ့အပြစ်တင်ဆွဲခြင်းကိုဘုရားသခင်ကလက်ခံမလားလက်မခံဘူးဒီမှာကျွန်တော်တို့ရှင်းလင်းပြောပြနေတယ်ဖယားသခင်ရွေကောက်တော်မူသောသူတို့ကိုအဘယ်သူသည်အပြစ်တင်နိုင်မည်နည်းအာမင်စာရမဏကဘလောက်ပဲတင့်ကိုအပြစ်တင်ဆွဲပါစေဘုရားသခင်လက်ခံမလားလက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့လဲခမဲတော်ဘုရားသခင်ရဲ့အနာမှာကျွန်တော်တို့အတွက်ဆုတောင်းပေးလျက်ရှိသောအယူခံဝင်ပေးလျက်ရှိသောတရားသူကြီးရှေ့နေလောက်ပေးလျက်ရှိသောသားတော်ယေရှုခရစ်တော်ရှိနေတယ်ကျွန်တော်တို့အပြစ်လုပ်မိတဲ့အခါမှာစာရမဏကဘုရားသခင်ရှေ့တော်မှာကျွန်တော်တို့ကိုအပြစ်တင်ဆွဲတဲ့အခါတိုင်းမှာသားတော်ယေရှုခရစ်တော်ကသူ့အတွက်လက်ဝါးကတိုင်မှာသားတော်အသိခံပြီးပြီသူကတော့သားတော်ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်သူ့ရဲ့အပြစ်ကြွေးအလုံးကိုဆေးကြောခဲ့ပြီးပြီသူ့ရဲ့အပြစ်ကိုအကုန်လုံးလုခဲ့ပြီးပြီဆိုတော့ကျွန်တော်တို့ဘက်မှာအယူခံဝင်ပေးလျက်ရှိတယ်ဒါဆိုရင်ဘုရားသခင်ရွေးကောက်တော်မူသောယုံကြည်သူကျွန်တော်တို့ကိုဘယ်သူကအပြစ်တင်ဆွဲနိုင်မလဲဘယ်သူမှမဆွဲနိုင်ဘူးအဲ့ဒါဘယ်သူအခြေအနေလဲယုံကြည်သူတင်တဲ့ကျွန်တော်ရဲ့အခြေအနေအဲ့ဒါဆိုရင်ကျွန်တော်တို့အပြစ်လို့လည်းကိစ္စမရှိဘူးအဲ့လိုလားမဟုတ်ဘူး
အပြစ်ဒုစရိုက်ဘုရားမှာဆက်ပရောနေဖို့ကျွန်တော်တို့ကိုရွေးနှောက်ကဲတင်တာမဟုတ်ဘူးအဲ့ဖက်အခိုင်နှစ်အငယ်ရှစ်ကနေ9မှာကျွန်တော်တို့ကဲတင်ချင်းရရှိနိုင်တဲ့တခုတည်သောနည်းလမ်းကိုပြောပြပြီးတော့အခန်းငယ်30မှာယုံကြည်သူကျွန်တော်တို့ဟာယေရှုခရစ်တော်ရဲ့ပြည့်ရတော်ကောင်းသောအခြင်းတွေကိုရှင်းပြတော့နေထိုင်အသက်ရှင်ဖို့ယေရှုခရစ်တော်၌ကျွန်တော်တို့ဟာတည်ပြုတ်ပြင်ခြင်းခံရသောသူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြောပြထားတယ်ပြစ်လို့မရင်တေရောအခါရေးတစ်အငယ်9မှာကျွန်တော်တို့ကိုပြောပြထားတဲ့အတိုင်းဝန်ချတောင်းပန်ပြီးတော့အလိုတော်နဲ့အညီဆက်ပြီးတော့နေထိုင်အသက်ရှင်ဖို့ဖြစ်တယ်ကဲအခန်းငယ်7မှာဘယ်လိုဆက်ပြောထားတယ်လဲဆိုတာကြည့်ရအောင်ယုံကြည်သူတို့ကစာရမဏေရဲ့အပြစ်တင်ဆွဆွဲခြင်းနဲ့စာရမဏေရဲ့တိုက်ခိုက်မှုမှန်သမျှကိုဘယ်လိုအောင်မြင်ကြတယ်လဲဆိုတာကိုဒီမှာကျွန်တော်တို့ကိုပြောပြထားတယ်ကဲအခန်းငယ်7ကိုကြည့်ရအောင်သူတို့သည်တိုးတငယ်ဤအသွေးတော်အားဖြင့်၎င်းမိမိတို့တက်သေးခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်းအောင်မြင်၍ဒီမှာပြောတဲ့သူတို့ဒီဆိုတာဘယ်သူကိုပြောတာလဲယုံကြည်သူတို့ကိုပြောတာယုံကြည်သူတို့ကစာရမဏေရဲ့တိုက်ခိုက်မှုမှန်သမျှကိုအောင်မြင်ရတဲ့အကြောင်းရင်းကဘာလဲယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်၎င်းမိမိတို့တက်သေးခံချက်နှုတ်ကပတ်တရားတော်အားဖြင့်၎င်းစာရမဏေရဲ့အပြစ်တင်ဆွဆွဲခြင်းစာရမဏေရဲ့တိုက်ခိုက်မှုမှန်သမျှကိုယုံကြည်သူတို့ကအောင်မြင်တယ်အဲ့တော့စာရမဏေကသင်ရဲ့အတွေးကဘာထဲမှာနေရဖယားသခင်သားသမီးဆိုနေရကောင်းကင်နိုင်ငံရောက်မဲ့သူလို့ဟုတ်လို့လားစသည်အဖြစ်ယုံမှတန်တရားဖြစ်အောင်ကျွန်တော်တို့ကိုလာပြီးတော့တိုက်ခိုက်ရင်ကျွန်တော်တို့ဘယ်လိုဖြေမလဲငါရဲ့အပြစ်ကြွေးအားလုံးကိုသားတော်ယေရှုခရစ်တော်ကလဝကတိုင်မှာအသွေးတော်အဖြစ်ဆေးကြောခဲ့ပြီးဖယားသခင်နှုတ်ကပတ်တရားတော်တမန်တရားမှာလဲယေရှုခရစ်တော်ကငါအမှန်အကန်ဆိုသည်ကငါ့ကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရလို့ငါ့ကိုဂတိပေးထားပြီးပြီစာရမဏေတွားမင်းလူလိန်ကြီးလူလိန်လူညာတွားဆိုတော့ဘယ်သူရဲ့ဂတိတော်အပေါ်မှာပဲတည်ရမလဲနှုတ်ကပတ်တော်တမန်ကျမ်းစာထဲကယေရှုခရစ်တော်ရဲ့ဂတိတော်မှာပဲတည်ပါယုံကြည်သူကျွန်တော်တို့ရဲ့အတိတ်ကအဖြစ်ပိစုံပိုက်အဖြစ်အနာဂတ်အဖြစ်အားလုံးကိုလည်းဝါကတိုင်မှာဆက်ခဲ့ပြီးပြီဒါကြောင့်ယေရှုတင်လျက်နောက်ထပ်အလိုတော်နဲ့မကိုက်ညီတဲ့အဖြစ်တွေကိုဆက်လုပ်မဲ့အစားအလိုတော်နဲ့ညီသောတမန်ကျမ်းစာမှာကျွန်တော်တို့ကိုပြောပြထားတဲ့ယေရှုခရစ်တော်ရဲ့ပြည့်ရတော်ကောင်းသောအချက်တွေကိုနာခံပြီးတော့အသက်ရှင်ပါအခန်းငယ်7မှာဘယ်လိုဆက်ပြောထားတယ်လဲဆိုတာကြည့်ရအောင်ယေရှုခရစ်တော်ရဲ့အသွေးတော်အဖျင်တော်၎င်းယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တရားတော်အဖျင်၎င်းစာရမဏေကိုအောင်မြင်ကြတယ်ပြီးရင်ဒီမှာဘယ်လိုဆက်ပြောထားလဲအသေးခံသည့်တိုင်အောင်ကိုအသက်ကိုမနှမျောကြစာရမဏေကသူတို့ကိုဘယ်လိုပဲအပြစ်သွေးဆောင်ပြီးတော့ဖျားယောင်းနေပါစေစာရမဏေကသူတို့ကိုဘယ်လိုပဲချိန်ချောက်နေပါစေသူတို့ရဲ့အသက်ကိုလည်းမနှမျောဘူးတဲ့စာရမဏေကငါနောက်ကိုမလိုက်ရင်မင်းတို့ကတခါတည်းတတ်မယ်ဆိုပြီးတော့နဖိုးမှာတနတ်နဲ့လာချိန်မယ်ယေရှုညင်းပြီးတော့ငါတို့ရဲ့နောက်ကိုလိုက်ရင်မျိုးမတတ်တော့ဘူးဆိုပြီးတော့လာချိန်ချောက်မယ်မငင်းဘူးဆိုရင်တခါတည်းတပ်ပစ်မယ်ဆိုရင်ဘယ်ဟာရွေးမလဲတရားယုံကြည်သူတွေကတော့အသွေးတော်အဖြစ်၎င်းသူတို့တိုက်တိုက်ခံတော့ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်အဖြစ်၎င်းအောင်မြင်ပြီးတော့စာရမဏေရဲ့နောက်ကိုလိုက်တာထက်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုလိုက်ပြီးတော့သူတို့ရဲ့အသက်ကိုမနှမျောဘူးအခန်းငယ်7ထို့ကြောင့်ကောင်းကင်နှင့်ကောင်းကင်သားတို့ရှင်လန်းကြလောမြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိ၏အကြောင်းမူကားမာရဏတ်သည်မိမိကာလတခဏတာရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကွတင်တို့ရှိရာသို့ဆင်းလေပြီဟုဆိုကြသည်ကိုငါကြား၏ကဲဗေဒာယီကာလမှာဒီလောကမှာအသက်ရှင်နေတဲ့သူတွေအသက်တာမလားမသက်တာဘူးဘာကြောင့်လဲစာရမဏေကကောင်းကင်မှာနေချခြင်းခံရပြီးကောင်းကင်နိုင်ငံကိုလည်းသူနောက်ထပ်ဝင်ခွင့်မရှိတော့ဘူးဆိုတာကိုသိတဲ့အခါမှာအမတန်ဒေါသထွက်ပြီးတော့ကဘာပေါ်မှာရှိတဲ့ယုံကြည်သူတွေကိုဖျက်ဆီးဖို့လုပ်မယ်ယုံကြည်သူကျွန်တော်တို့ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်တော်၎င်းနှုတ်ကပတ်တရားတော်အဖြစ်ဂတိတော်အဖြစ်၎င်းစာရမဏေကိုအောင်မြင်တော်သူဖြစ်နေကြပြီအာမင်အဲ့တော့ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်တော့အချိန်မနှောင်းခင်နောင်တနဲ့ယေရှုခရစ်တော်ကသူ့ထံကိုလာပြီးတော့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့သင်ကိုအချိန်ကောင်းပေးနေတော့နောင်တနဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပါနောင်တဆိုတာဘုရားခင်ပြည့်ရတော်ကိုချိုးဖောက်ပြီးတော့သင်လုံနေကြအပြစ်တွေကိုဆက်လုပ်နေမဲ့အစား
တင့်ကိုမကယ်တင်နိုင်တဲ့ပုံကိုယ်တွေအရာတွေရဲ့နောက်ကိုဆက်လိုက်နေမယ့်အစားတင့်ကိုကယ်တင်နိုင်သောတပါးတီသောကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုပဲလိုက်ပါတော့မယ်ဆိုတဲ့စိတ်နှလုံးပြောင်းလဲခြင်းကိုစစ်မှန်သောနောင်တလို့ခေါ်တယ်။အဲ့ဒီစစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်ကိုတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင့်ရဲ့အပြစ်အားလုံးကိုခွင့်လွှတ်တော်မူမှာဖြစ်တယ်။အလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတစ်ကိုပေးမယ်။နောက်ဘဝမှာအိုနာတေချင်းကင်းသောဘုရားသခင်နိုင်ငံတော်မှာအစင်ထာဝရဝင်စားရတဲ့အခွင့်ကိုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါပါတယ်။အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။